ကွာတော့ရေတကောတော့ပေါ်လာပြေးနေတာပါအရင်ဆုံးမမမစားရသေးတာနဲ့ပဲမနက်စာတူတော့ဝယ်လိုက်ပါတယ်မနက်စာကိုတော့နစီကော်ရန်ဟောင်ကောင်လူကအင်ဒိုနီးရှားမှာဆိုပေမဲ့စားတော့ဟောင်ကောင်ထမင်းကြော်ပါ Where is he? Checking back. Where is he? ဟိုဘက်ဆောင်တငယ်ချင်းတစ်ခုပ်ပြန်ကျွန်တော်တစီ9လေးတစ်ခါလေးသွားပါတယ်ဒါလမ်းမှာကျမောက်တီတောင်းစားတာဖြစ်ပါတယ်တောင်းစားတာသူကတစ်ခါရင်းပေးလိုက်တယ်ပေါ့နော်ကျေးဇူးများတင်ပါတယ်နိုင်ရီဝလောက်ကားစီးပေးတာနဲ့ရေတကုံရှိတဲ့နေရာရောက်ပါပြီ။ဘာမှမလုပ်သေးဘဲနဲ့ကျမတို့တွေလက်မှတ်ဝယ်ပြီးတော့ခဏလေးပြုတ်နာနေပါတယ်။ I'm already tired. ရေတကုံဘက်ကိုစတော့ရပြီဆိုတော့လေဒီလိုဆိတ်ဆိတ်ဆူဆူမြေခွေလေးကနေကြိုးစိုးနေပါတယ်တကယ်ကိုသားရပြီးတော့နေလို့အရန်ကောင်းပါတယ်ရေရလည်းကြည်လင်းနေရော You're surfing. Come here. In my Yay! Here. It's like, bye. Bye, guys. We are going to waterfall with the food. Traditional transportation. မသိရင်တောကြီးမြတ်မဲတွေရောက်သွားသလိုပဲတကယ်ကဒါမြို့ထဲမှာပဲရှိရဲ့ရေတကုံပေါ့နော်တော်တော်လေးကိုလှပြီးတော့အဲ့လိုတောတောင်တွေနဲ့စိမ့်ဆူနေတယ် Take nothing but picture leave nothing but footprint အဲ့ဒီနေရာကနေစပြီးတော့ရေစီးတဲ့အတန်တွေတဝဝနဲ့ကြားနေရတယ်ပေါ့နော်ပြီးတော့ဒီပါလို့ရဲ့သွားတဲ့လမ်းကအဲ့လိုမျိုးအုပ်လမ်းချင်းချင်းလေးတွေပါအဲ့ဒါတွေကိုဂယူးဆိုင်ပြီးတော့သွားရပါတယ်မင်းကလေးတွေဆိုတော့ဗေဒညာရောက်လှတဲ့နေရာတွေ့ရတယ်တပုံရိုက်ကြတာသူရဲ့ပတ်ဝန်းကျင်ဟာတစ်ပင့်နေအများကြီးနဲ့အုပ်နေတာဖြစ်လို့သွားတဲ့တစ်ချောင်းလုံးကအေးစိတ်လေးဖြစ်နေတယ်ပေါ့နော်နေရောင်ကြတာတော့မှပဲတိတ်ပြီးတော့မပူလို့ခံစားရတယ်အေးစိတ်လေးနဲ့တကယ်ချမ်းတဲ့လိုတော့ခံစားရတယ်ပေါ့နော်ရေကုန်အကြည့်မြောက်ငရေကိုပြစ်စီလေးပါလမ်းတစ်ချောင်းမှာဒီလိုမျိုးခဏနာတဲ့နေရာလေးတွေကိုပါတွေ့ခဲ့ရပါတယ်အပေါ်နာကရေတကုံသွားတဲ့လမ်းကိုပိတ်ထားပြီးတော့ဒီလိုအောက်ကနေဆက်ပြီးတော့လမ်းဖောက်ထားတယ်ပေါ့နော်အဲ့ဒီကနေကျမတို့ရေတကုံစီကိုဆက်ပြီးတော့သွားကြပါမယ်သွားတဲ့လမ်းတစ်လျှောက်မှာအဲ့လိုတာယာလေးတွေထားပေးရပေါ့နော်ကြည့်ရတာကမြေကြီးကိုပိုးခိုင်းအောင်သွားတဲ့နေရာကျရင်စလစ်မဖြစ်အောင်ဆိုပြီးတော့ထားပေးရတယ်တူတယ်ပေါ့နော်အဲ့ဒီကနေဆက်ပြီးတော့သွားကြရပါမယ်ရေတကုံတက်တက်ပေးစီလေးတွေတော့အခုကနေဆက်ပြီးတော့မြင်နေရပါပြီဒါပထမဦးဆုံးတွေ့ရတဲ့တရားပေါ့နော်ဒီလိုမျိုးတန်တရားလေးတွေကနေဖြတ်ပြီးတော့သွားရပါတယ် I go whenever you go, whenever you scream, whenever. ကျမတို့သွားတဲ့နေ့ကရုံဖွင့်ရဆိုပေမဲ့တက္ကသိုလ်ကျောင်းတွေပိတ်ထားတော့အဲ့ဒီမှာတက္ကသိုလ်ကျောင်းသားတွေလည်းအများကြီးတွေ့ရတယ်တချို့သူတွေဆိုရင်ဒီမှာလာပြီးတော့လေ့ကျင့်ငန်းလုပ်ကြရတယ်ပေါ့နော်ကျမတို့ကဒီကိုပထမဦးဆုံးလာတဲ့သူတွေဖြစ်တယ်ပြီးတော့နေကန်နေလည်းမဟုတ်ဘူးဆိုတော့ဘာမှတိတ်ပြီးမပြင်ဆင်ခဲ့မိဘူးပေါ့နော်တကယ်ဆိုရင်ဒီလိုမျိုးကြီးတကုံဘေးနားမှာနားလို့ရအောင်လုပ်ထားပေးရကြမလို့ဒီလိုတကယ်ချင်းတွေအတူတူပေါ့နော်ခောက်ဆက်ကြိုးတွေစားလိုက်မုတ်တွေစားလိုက်နဲ့စကားပြောလိုက်နဲ့ဆိုရင်ကိုယ်တော့ပြောဖို့ကောင်းမှာပါရေတကုံအကြီးနာနီးလေဒီလိုမျိုးရေတကုံလေးတွေအများကြီးတွေ့ရလို့ပြည့်ရကြမလို့အရန်အမောပြည့်ရပါတယ်တရားမလှေကားတွေကိုကြည့်ပြီးအမောဆို့ပေမဲ့နေရာလေးကအရန်နေလို့ကောင်းတော့ကျမတို့တငယ်ချင်းတွေတူတူအဲ့လိုရေတွေပါလေးစောခဲ့သေးတယ်ပေါ့နော်ရေရတော်ရုပ်အေးစိတ်နေတာအကြာကြီးတောင်ကစားနိုင်ဒီနေရာသွားတဲ့လန်ဒရှောက်လုံးမှာကျမရဲ့အကြိုက်ဆုံးနေရာပါတောပန်းလေးနဲ့တူနောက်ရေတကုံလေးအလှနဲ့အရန်ပနန်တင်အရန်လှလမ်းမှာအမိုက်ထဲလို့ရအောင်ဒီလိုနေရာလေးတွေထားပေးပါတယ် Hiking here. We eat here. We eat with beautiful seafood. Which one ဒီမှာတော့ရေတကုံကဒီဘက်မှာတကယ်မှတကယ်ရှိတယ်အဲ့ဒါကိုတိုက်ရတဲ့ဖြစ်သွားလို့ရနှစ်ခုရှိရတိုက်ရတဲ့ဖြစ်သွားတာပိုပေးရရှိတော့တယ်ကြားဖို့နီးလေမောလိုက်ပါဒီတရားတော့ရေတကုံမရောက်ခင်နှုံသားအရင်ရနေပါပြီတနာပါတယ်သူ့နဲ့လေသူတော်တော်ရုပ်မောနေချတာပါ
ဒီဘက်ကတော့လုံးဝအမိမိုက်ဆုံးဖြစ်တဲ့အမကြီးပါအမကြီးကမမောသေးဘူးပေါ့နော်မမောသေးဘူးပြောပြီးတော့ဆက်တက်ရမယ့်လေကားတွေကိုကြည့်ပြီးကျွန်မနည်းနည်းတော့နင်သွားတယ် သွားရင်လည်းလေးထွက်လာပါပြီခဏတော့ချက်နေလုံးဝမထွက်ဘူးလေးကြဒီကနေထွက်လာ Finally we are here guys ကျမတို့တွေနောက်ဆုံးတော့ရေတကွန်အနာကိုရောက်လာပါပြီရှင်းနေတဲ့ဆက်သွားရင်ကျမတို့ရေတကွန်ကြီးကိုရောက်ပါပြီရှင့်မော်နယ်ရကဘာရှိပြသွားပြီကျော်ရဲပြတူတဲ့တိုင် ရေကွန်ရအရန်ကြီးပြီးတော့နေရာရလည်းကြည်ဖြစ်တော့ကျမတို့မှတသေးလေးဖြစ်သွားပြီးတော့ပျောက်သွားပြီးတော့ခံစားရတယ်ရေတကွန်ကအရန်အေးတော့သူ့နာမကတ်နိုင်ဘူးနော်လူရှင်းမှပဲကျမအရှိနာသွားပြီးတော့ရေတကွန်နာကတ်ကြည့်တာရေကအရန်ပတ်တယ်ကွယ်ရေတသေးလေးတွေကလူကိုဆင်ပြီးတော့တော်တော်ရုပ်အေးတယ် ဒီမှာသူများတွေကခောက်ဆယ်ပြောလို့ဒီလာရွက်သားကြတယ်ညာနေရတာလေခောက်ပြီး ခုနကဖက်နှက်ချုပ်ပြီးတော့ရေခဏဆော့လိုက်တာခြေထောက်တွေပါထုံအေးပြီးတော့ကြံခဲ့တယ်ပေါ့နော်အဲ့ဒါကမို့အကြာကြီးမဆော့နိုင်ပဲနဲ့ဖက်နှက်ပန်းကနန်းကောက်စီကပြန်ပါပြီ ပြန်ပါပြီ7နိုင်တော့ပဲဖြစ်တယ်ပြန်နေပြန်နေအကျမ်းမအောင်ဘိုးအောင်ဘို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 င် အရန်အေးတို့လူကပြန်ပြီးတော့နားကျင်နေပြီဆိုမှပဲပြန်တဲ့လမ်းမှာမိုးထက်မိတယ်အဲ့ဒါကြောင့်မလို့ခောက်ဆယ်ဆိုင်နဲ့ခဏဝင်ပြီးတော့နားရပါတယ် သူကတော့မိုးတိတ်ရောလို့ခဏနာပြီးရတယ်မိုးတိတ်ရောတော့ပြန်ပြီးတော့ဆင်းနေတယ် ဒီနေရာလာမမိဘူးပေါ့နော်ပြန်ဖို့တိုင်ပတ်နေပါပြီပြီးတော့လမ်းမကျင်းတော့ဝေးတယ်ဆိုတော့တော်တော်ကားတွေက Grab တို့ Gojek တို့ကခေါ်မလာကြတော့ကွယ် တိုင်ပတ်ပြီ အမကြီးကားငှားလို့ရတဲ့နေရာရှိကိုလည်းရှောက်ပြန်ပါပေါ့နော်အခုအဲ့ဒီကနေပြီးတော့ကျမတို့တွေကားငှားလို့ရတဲ့လမ်းမကြီးထီကိုလမ်းလျှောက်ပြီးတော့ရမှာပေါ့နော်လမ်းက3ကီလိုမီတာလောက်လျှောက်ကမယ်ဒါပေမဲ့တလမ်းလုံးကအဲ့လိုတော်ပန်းလေးတွေစင်းဆူဆူလေးတွေနေရာတွေကလည်းရမ်းလှပြီးတော့အေးချင်းချင်းလေးဖြစ်တယ်ဆိုတော့ရရတော့တိတ်တော့မပင်ပန်းဘူးပေါ့ကွယ်အရှိမမြင်နေရတဲ့ဝိုးတော်ပွားလေးရတော့ကျမတို့ရဲ့မြို့ထဲနေရပေါ့နော်ဒီနေရာကနည်းနည်းလမ်းမကြီးနည်းနည်းတော့ဝေးတယ်ကွယ်နေရာလေးကြီးတွေ့မှာပါရမ်းလှပြီးတော့နေလို့ရမ်းကောင်းတပုတ်နဲ့ရရင်းနေပဲကျမတို့အေးအေးဆေးဆေးပြန်ခဲ့ပါပြီThanks for watching. See you in the next video.